20 ရက်ကအနော်ထားလန်းတက်ပေါက်20ဈေးရုံကြီးရဲ့အနီးမင်းကျော်စွာ6လမ်း2060ပါမယ်မူရင်မြေလွတ်ရည်နီးပါမယ်နော်တဲဖို့ပြီးသားဆန်ကပ်ပြီးသားလေစားစားရနဲ့ကောင်းတယ်ဗျ1150သိန်းနဲ့ရှိပါတယ်ဗျာလမ်းလည်းကောင်းတယ်လမ်းလည်းခင်းပြီးသားတဲဖို့ပြီးသားနော်ခုတို့အချိန်မှာလမ်းမတန်းတဲပေါက်ကို1150နဲ့ခုရပိုင်းနေမယ်ရမယ်ဗျာလမ်းမတန်းတဲပေါက်နေခြင်းနဲ့ဒီလမ်းကောင်းနေရာကောင်းနေခြင်းနဲ့ဒီအများဆုံးဆက်သွယ်ပေးပါဗျဒီလေးတက်လေးတို့ညာကို600ဆက်သွယ်လို့ရပါတယ်ဗျ